မိုးကကိုယ်ယုံကြည်လို့တွတ်ပေးထားအဲ့ဒီယုံကြည်မှုကိုအလွဲသုံးသုံးလုပ်ခံရတဲ့အခါမှာမိုးဘယ်လောက်ခံစားရမလဲဆိုတော့ကိုသိလားကိုမားခဲ့တာပါချင်းကသူ့မိဆုံးတာတနေ့ပြည့်မို့ကိုကြီးတောင်းလို့ကိုသွားခဲ့ရတယ်ဘကိုးသွားမကိစ္စလေကျွန်တော်ဦးလေးဖောင်းဆက်ပြီးပြောထားโอเคလေဒါဆိုရင်ကားပေါ်ကနေစောင့်နေမယ်နော်ဖြေးကဒီကမ်းမောင်းတာလေးကိုကြည့်နေရတဘောကြလို့လေဆိုင်လို့အဲ့လိုရှင်စင်ပြေကိုနားလို့ရမနေစီနေလိမ့်မယ်နော်ဟုတ်ဦးလေးကျွန်တော်အကူကြီးတစ်ခုတော့တောင်းနေလို့ပါဟိုရင်းကနေမကောင်းဖြစ်နေလို့လေဒီကအသိဆရာဝန်တယောက်တော့ခေါ်ပေးလို့ရနိုင်မှာကျွန်တော်တို့ကအလုပ်ကိစ္စနဲ့လာဆိုတော့ရန်ကုန်ချက်ချင်းပြန်ပါလေအချိန်မြောင်လို့ပါကူကြီးပေါင်းကျွန်တော်ကူညီပေးမယ်လေကျေးဇူးပါနော်ရှင်သက်တာဆရာဝန်ကရင်းကိုတောက်စီးပေးပါတယ်ရင်းရန်ဖျားနေလို့လေပြီးတော့အဖျားလည်းရှိနေသေးတော့ဒီညပြန်လို့အဆင်မပြေသေးဘူးလေကိုတို့ဒီမှာတညလောက်တည့်ပြီးတော့မနေ့ကျမှပြန်ကြရင်ကောင်းမှချင်းတယ်ရင်းရဲ့သဘောအဲ့လိုပဲလုပ်ကြတာပေါ့ရင်းလည်းအခုဒီခေါင်းနေကိုက်နေတော့မယ်ရှင်ကနေတန်အောင်ပဲအားနာနေတာရင်ကြအလုပ်တွေပြတ်မှာဆိုလို့လေဟုတ်တာရင်းရတယ်ဒီချိန်မှာရင်းရပူပြီးရေးကြည့်နေရလေကိုတော့ဘာမှစိတ်ပုံမနေဟောခဏရှင်တူးလိုက်ရင်ဆရာဝန်ကဒီစီတိုက်လိုက်ပါပြီးတော့တခုခုလိုတာရှင်ကိုပြောနော်ဘာမှအားနာမင်းနဲ့ဒီကဦးလေးနေတန်းအိမ်ဖက်နဲ့လုံခြုံသွားဆောင်းလျှောက်ပြီဘာလဲအဲ့လိုကိစ္စတွေကိုအခုထင်မှတ်ထားလို့မလားရှင်ကတကယ်မသိလို့ပြောလိုက်မိတာပါနော်အဲ့တော့ကနေတန်းလည်းရဲကိုအတော်ကြီးလို့ပြန်ခေါ်ခဲ့တာပဲလေအဲ့တော့ဘဲစားဘဲကြေပဲပေါ့ဟုတ်တယ်မလားအဲ့တော့ကိုကရင်းကိုစကြင်စိတ်တွေဖြစ်နေရလေအဲ့လိုလည်းပြောမိသွားတယ်ထင်တယ်ဟုတ်တယ်နော်ရှင်းလေလေအဲ့ဒီနေ့နေတန်းနဲ့တွေ့ပြီးနောက်ပိုင်းနေတဲ့ကြောင်တွေအများကြီးတွေးနေမိရဲ့အခုလိုပုံစံမျိုးနဲ့ထက်ဆောင်ရလိမ့်မယ်လို့မထင်တာဘူးခံစမကအရန်စမ်းကြတာပဲနော်ဟုတ်တယ်နော်ဒါနဲ့ဆိုရင်ကိုနဲ့ရင်းနဲ့စုံလာ၃ချိန်မြောက်လာခံစမကရင်းတို့ညောင်ဆောင်စည်းခွင့်ပေးလိုက်တာလားမသိဘူးနော်ဘာဖြစ်ဖြစ်ပါကိုကတော့ဒီနေ့ညလေးကိုအမြဲတမ်းအမှတ်ရတယ်မိမိထင်တယ်ရင်းရောပဲကျေးဇူးပါနော်ညီတန်ရင်းကိုအခုလိုဆဆရာကျူဆိုင်ပေးလို့ပြီးတော့အရာအလုံးတွေ့ရောက်ပေါ့
ယ်လို ဟုတ်ကဲ့ခင်ဗျဟုတ် ကိုနေတန်ဖုန်းမကင်လို့လေဟိုသူရုံးမှရှိလားမသိဘူးရှင် ဟုတ်ကဲ့ကိုနေတန်းတရေရဲ့သမီးနဲ့ခီးထွက်သွားပါတယ်ခင်ဗျဟုတ်ကဲ့ တထည့်ရသမီး ဟုတ်ကဲ့ခင်ဗျဟုတ် ဟုတ်ကျေးဇူးပါနော် ဟုတ်ကဲ့ခင်ဗျဟုတ် ရှင်းအနေနဲ့ဒီစကားတွေကိုပြောတဲ့မပြောတဲ့အများကြီးစဉ်းစားခဲ့အများကြီးလည်းခံစားခဲ့ရတယ်နောက်ဆုံးတော့ရှင်းပြောဖို့ဆုံးဖြတ်ခဲ့တယ်ရှင်းသာဒီစကားတွေကိုမပြောဖြစ်ခဲ့ဘူးဆိုရင်ရှင်းတဲ့ဘဝလုံးနှောင်တရနေမယ်ထင်လို့နေတဲ့နဲ့ပတ်သက်ပြီးရှင်းဝန်ခံစရာရှိရဲ့ရှင်ပထမဆုံးနေတန်နဲ့တွေ့ရနေ့ကလေးကနေတန်ပေါ်ရင်ခုန်ခဲ့မိတယ်ဒုတိယချိန်ပြန်တွေ့တော့ရှင်အသေးကွဲခဲ့ရတယ်ရှင်လေမိုးပြပေါ်အများကြီးမနာလို့ဖြစ်ခဲ့မိတယ်ပိုင်ရှင်ရှိတဲ့သူတယောက်ကိုချစ်နေမိတယ်ကိုလည်းရှက်ရွံ့မိတယ်မချင်မဲ့ပဲနေတန်နဲ့ပြန်ဆုံတော့ရှင်းရင်ထဲမှာရှိတဲ့ခံစားချက်တွေကိုရှင်းတယောက်တည်းမခံစားနိုင်တော့နေတန်ကိုရှင်းချစ်နေမိပြီရှင်းနေတန်ပေါ်နားလဲပါတယ်ဒါကလည်းရင်ဘက်ကခံစားချက်ပါလူတိုင်းကတော့ကိုချစ်တဲ့သူစီကနေချစ်တာတော့လူချင်းကြတာပဲလေရှင်းအပါဝင်ပေါ့အစတည်းကရေအများကြီးမမျှော်လင့်ထားပါဘူးရင်းနေတန်စီကနေအဖြစ်တစ်ခုရှိမယ်လို့တော့ထင်ပါတယ်ဒီတော့ရေးဆောင်နေပါမယ်နော်ဒီချိန်မှာဘယ်လိုပြောလို့ပြောမှန်းတော့မသိတော့ပါဘူးရှင်ရှင်ကရှင်ရဲ့ထဲမှာရှိတဲ့ခံစားချက်တွေကိုပြောခဲ့တာပဲဒီပွင့်လင်းမှုပေါ်တော့ကိုအများကြီးသိမှတ်ပြပါတယ်ဒါပေမဲ့အခုချိန်မှာကိုယ့်ရဲ့ထဲမှာခံစားနေရတဲ့ရောထွေးနေလို့ကိုယ်တိုင်းနဲ့မေးခွန်းတွေအဖြစ်မေးနေပြီလို့ရှင်အတွက်တိကျတဲ့အဖြစ်တစ်ခုပေးဖို့အတွက်တော့အချိန်တစ်ခုလိုမထင်လို့လေရှင်ကိုနားလည်ပြနိုင်မယ်လို့ပြောနေပါတယ်ကိုတို့အကြခင်ပြန်တွေ့ကြမယ်လို့ကိုအပေါ်မှာစိတ်မွန်းချက်စိတ်နှရွှဲဖျားလုံးမိကြရဲဆိုဘုန်းကြီးများလည်းအများကြီးတောင်းပန်ပါတယ်နော် ကိုမိုးပေါ်အများကြီးလေးလို့ရှိခဲ့ပြီလို့ခံစားနေရတယ်ကိုပြင်းစားပါကိုဘေးကလူတယောက်ရဲ့ရှုံကြည်မှုကိုဖျက်ဆီးပြီးမှရှားလာမယ့်ပျော်ရွှင်မှုမျိုးနဲ့ကိုရင်းကိုချစ်ချင်ပြီး သိပါလေကျမဘက်ကသိနေတာမလို့တိုးခဲ့တာ